မင်္ဂလာညာချမ်းလေးပါခင်ဗျာဇလန်တစ် channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာနောင်ရိုးစစ်တက်ရေးသားထားတဲ့အယူသူတော်နဲ့တိုက်ဆောင်နွားဆိုတဲ့စိတ်ဝင်စားဖွယ်ရာဇလန်ကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ရဲ့ဇလန်တစ် channel လေးကနေပရာလောကနဲ့ဂမ်ဘီယာဇလန်ကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာမို့channel လေးကို like and subscribe လုပ်ရသေးသူများလောက်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာညနေဆောင်အချိန်တစ်ခုအင်ဂျီ900ကျော်ရှိတဲ့ပြတောင်ရွာနယ်ပေရေကြီးချောင်းထဲကတောင်ကုန်းထက်မြက်ခင်းစီမှာစိတ်မင်းတယောက်ငုံရိုက်လို့လှန်ကြောင်းထားတဲ့သူ့အိမ်ကနွားတွေကိုပြန်သိမ်းပြီးရေချိုးပေးဖို့လှုပ်ဆောင်နေတယ်အဲ့ဒီအချိန်ရုတ်တရက်စိတ်မင်းကငုံရိုက်ပြီးလှန်ထားတဲ့နွားကြီးတစ်ကောင်ကိုဖြုတ်နေတော့ရုတ်တရက်ကြီးသူ့နဘေးကနွားကြီးဟာဖင်ထိုင်လဲကျသွားလေတယ်။စိန်မင်းကကြံနွားတစ်ကောင်ကပြေးလာပြီးခွေတယ်လို့ထင်မိတာကြောင့်လှမ်းကြည့်မိတော့ကြံတဲ့နွားကြီးတစ်ကောင်ကသူ့နေရာမှာသူတောင်ပြင်ကမြက်ကလေးတွေကိုစားနေရင်ချိနေပြီးတော့ဒီဘက်ကအတန်ကြောင့်အလန့်တကြားဖြစ်လို့လှမ်းတောင်ကြည့်နေသေးတယ်။လဲကျသွားတဲ့နွားကြီးနဘေးကိုကြည့်ပြန်တော့လေအခြားဘာမှရှိမနေဘူး။မင်းကလည်းကွာအလကားနေတစ်ကောင်လဲလာလဲပြနေသေးတယ်။စိန်မင်းလဲနွားကြီးကသူ့ဖသာသူလဲတဲ့အထင်နဲ့ပြောဆိုပြီးပြန်ထားဖို့လုပ်နေတဲ့နွားကြီးကိုဆွဲထူလိုက်တယ်။ဟာစိန်မင်းကြောင်အန်းသွားခဲ့ရတယ်။သူဆွဲထူကူနေတဲ့နနီကြီးကိုတစုံတစ်ခုကအရှိန်ပြင်းပြင်းတွန်းတိုက်ခံရတယ်လို့ဖြစ်သွားပြီးနောက်တစ်ချိန်ပြန်လို့လဲကျသွားလိမ့်တယ်။နနီကြီးစီကလည်းမချီမဆန့်အော်တန်ကထွက်ပေါ်လာတယ်။ဘာမှလည်းမရှိဘဲနဲ့ဘာဖြစ်တာလဲဟာ။စိန်မင်းတယောက်နဖားကျိုးကိုပြစ်ချပြီးအနောက်ကိုဆုပ်လို့အထိတ်တလန့်နဲ့ရေရွတ်လိုက်တယ်။အဲ့ဒီရေရွတ်လုံးမှမဆုံးသေး။တစ်ဖက်မှာမျက်စားပြီးကြံနေတဲ့နနီကြီးစီကအော်ဟစ်တန်ကျဲကြီးနဲ့အတူခေါင်းခေါင်းချင်းတိတ်ဆိုင်ပြီးတိုက်လိုက်တဲ့အတန်ကထွက်ပေါ်လာပြန်ပြီးနနီကြီးလဲကျသွားရတယ်။အဲ့ဒီအခိုက်မှာပဲပထမလဲကျနေတဲ့စိန်မင်းတဘေးကနနီကြီးကဒေါသတကြီးနဲ့လဲကျနေတဲ့နနီကြီးအရှိစီကဘာမှမရှိတဲ့နေရာကိုတစုံတစ်ခုရှိနေတယ်လို့မျိုးအတင်းကရောပြေးခွေးတော့တယ်။လဲကျနေတဲ့နနီကြီးကလည်းချက်ချင်းပြန်ထလာပြီးသူ့ရဲ့တွဲပတ်နနီကြီးနဲ့အတူတစုံတစ်ခုကိုအတင်းဝင်ခွေလေတယ်အဖြစ်အပျက်ကထူးဆန်းလွန်းတာမို့ပထမတော့စိတ်မင်းကြည့်ရင်ကြောင်အန်းနေမိတယ်နောက်တော့မှအဖြစ်အပျက်ကိုသဘောပေါက်ပြီးဒါတရေစိတ်မင်းတယောက်ကြောက်လန့်တကြားအော်ဟစ်ရင်ခွေနေကြတဲ့နွားတွေကိုထားရစ်လို့ချောင်းထဲကနေအပြေးတက်ပြီးရွာထဲကိုပြေးဝင်သွားခဲ့တော့တယ်တအောင်ကြတော့စိတ်မင်းတယောက်ရွာထဲကလူတွေကိုခေါ်ပြီးအပြေးပြန်ရောက်လာတယ်တောင်ကုန်းကိုအရောက်မှာတော့သူ့နွားကြီးတစ်ကောင်ဟာဝမ်းဖိုက်ကြီးပွင့်ပြီးလဲကျနေတာကိုတွေးလိုက်ရတယ်။ကြံတစ်ကောင်ကတော့လဲကျနေတဲ့နနီကြီးရဲ့နဘေးမှာမတ်မတ်ရက်လို့အဲ့ဒီနွားကြီးရဲ့ကိုယ်စီမှာလည်းဒဏ်ရာတချို့ရှိနေတယ်။ဘလို့ဖြစ်တာလဲ။အချင်းချင်းခွေတာမဟုတ်ဘူးလား။မဟုတ်ဘူးဗျ။ကျုံမျက်စိရှေ့တင်ကိုပဲဘာမှမရှိဘဲနဲ့သူတို့အရှိမအခြားနွားတစ်ကောင်ရှိနေတယ်လို့မျိုးလိုက်ခွေတာ။စိန်မင်းကလိုက်ပါလာသူတွေရဲ့ထင်ကြီးကိုမဟုတ်ကြောင်းရှင်းပြတယ်။ဒါပေမဲ့လည်းဘသူကယုံမှလဲဖြစ်မှမဖြစ်နိုင်တာကိုမဖြစ်နိုင်တာကွာတစ်ဖက်ကဘာမှမရှိပဲနွားကအခုလိုဖြစ်မလားသူတို့ချင်းခွေးလို့ဖြစ်တာပါကွာမဟုတ်ပါဘူးဗျာကျုံမျက်စိနဲ့တက်အမြင်တာပါစိန်မင်းဘလို့ရှင်းပြပြမယုံကြပါဘူးအချို့ကလည်းငါတို့ကယုံတော့ယုံချင်းပါတယ်ကွာဒါပေမဲ့မင်းဟာကြီးကယုံရခက်ခက်ပဲကွာသူတို့ပြောကြတာဟုတ်တော့လေဟုတ်ပါတယ်စိန်မင်းပြောတာကဖြစ်မှမဖြစ်နိုင်တာတို့ပါတော့လဲမယုံကြည်ကြသူတွေယုံကြည်လာရမယ့်အဖြစ်အပျက်တစ်ခုကမကြာခင်မှာထပ်မံပြီးဖြစ်ပေါ်လာခဲ့ပါတယ်ဖေခင်နွားခွေခံရလို့တဲ့ဖေခင်လဲသူ့ကိုနွားကခွေတယ်သာပြောတာအဲ့ဒီနွားကို तू မမြင်လိုက်ရဘူးအတန်ပဲကြားရတာတဲ့လေဖေခင်နွားခွေခံရတဲ့တရင်ကပြတောင်ရွာထဲမှာအုပ်အော်တောင်းနေဖြစ်ကုန်ကြတယ်ဖေခင်ကတော့ရရှိတဲ့ဒဏ်ရာတွေကြောင့်ဆေးဆရာကြီးဦးဖို့တုတ်စီမှာရောက်ရှိနေပြီလူကသတိလစ်တဲ့အထိမဖြစ်ပေမဲ့လက်တစ်ဖက်ကျိုးသွားခဲ့တယ်ခန္ဓာကိုယ်အစိပ်ပိုင်းအနှံ့မှာလည်းပုံပဲ့ရာတွေအများအပြားပဲဖေခင်ပြန်ပြောပြပုံအရာညနေပိုင်းမို့ဖေခင်တယောက်တည်းသူ့ပဲကင်းထဲမှာနှုတ်ပြီးသားပဲပင်တွေကျုံယူပြီးလဲနဲ့တင်မနဲ့ထွန်ချွေဖို့တလင်းစီကိုပို့နေတော့လဲကွက်အဆက်ကနေနွားအော်တန်ကြီးထွက်ပေါ်လာတယ်နောက်တော့အကောင်အထက်မမြင်ရပဲနွားတစ်ကောင်ကပြေးခွေလာတာကိုခံရပြီးလွင့်စင်သွားခဲ့တာကိုပဲပြီးတော့နွားကောင်ရဲ့ခွာရက်တန်တွေမန်ထတန်တွေထပ်မံထွက်ပေါ်လာပြီးလဲကျနေတာကိုထပ်ပြီးလှိမ့်ခွေခံရတော့တာပဲတဲ့
ပထမတစ်ချက်အခွေခံရကြတဲ့ကဖေခင်ရဲ့ညာဘက်လက်ကကျိုးသွားပြီးတွဲလောင်ကြီးဖြစ်နေခဲ့တယ်ဒါကိုမမြင်ရတဲ့နွားကထပ်ပြီးခွေတော့ဖေခင်ခမပဲကင်းပြင်းထဲမှာလိမ့်နေတော့တာပဲပါဇက်ကနေထိတ်လန့်အော်ဟစ်ပင်မဲ့လေကူညီယာကနဘေးမှာဘသူမှမရှိခဲ့ဘူးအကောင်အထည်ကိုလည်းမမြင်ရအတန်ကိုလည်းမကြားရဆိုတော့ဖေခင်အတော့ကိုလန့်လာမိတယ်ဒါနဲ့နောက်ဆုံးကုကေယာအဖြစ်တွေးမိတွေးရကုကေယာအဖြစ်စိတ်ကနေတန်ဖုတ်တွေဂါရာတော်ကြီးကိုရုပ်ဖတ်မိပြီးလူကလည်းမလုံးမရှက်နဲ့တေးချင်အောင်ဆောင်းလိုက်မိတော့တာပဲတန်ဖုတ်တွေဂါရာတော်မြက်ကြီးရဲ့အစွမ်းကြောင့်ပဲရွရွချင်းမှတင်အကောင်အထည်မမြင်ရတဲ့နွားကသူ့ကိုခွေနေတာကိုရက်တန့်သွားတယ်ပြီးတော့အတန်နဲ့ကြီးနဲ့အော်ပြီးဖွာတန်တဖြောင်းဖြောင်းပေးလို့ဒဲကွင်းတဲကပြေးထွက်သွားတဲ့အတန်ကိုကြားမိရလေတယ်တဲ့ဒီတော့မှဖေခင်လဲတေးချင်အောင်ဆောင်းရာကကုန်းထလာမိပြီးပဲတွေတောင်ဆက်မသိမ်းတော့ပဲတဲပေါ်တက်လို့ရွာထဲကိုအပြေးပြန်ခဲ့တော့တာရဲ့ရအပိုင်းချားလေး10ရက်လောက်အတွင်းမှာပဲပြတောင်ရွာနဲ့အနီးဝန်းကျင်ရွာတွေမှာအကောင်အထည်မမြင်ရတဲ့နွားကလိုက်ခွေနေတာကိုတလိမ့်ဆန်တွေတင်မကလူအတော်များများလဲခံချရတယ်ဒီအဖြစ်ပြက်ကပြတောင်ရွာတင်လားဆိုတော့မဟုတ်ပါဘူးအနီးအနားကရွာတွေပါအလင်းတင့်တယ်လို့ခံချရတယ်ရချားဆိုသလိုပဲအဲ့ဒီနွားခွေးတဲ့သတင်းတွေကိုဟိုကဒီကကြားနေရတယ်မမြင်ရတဲ့နွားကနွားကိုတွေ့လဲခွေတယ်ကျွဲကိုတွေ့လဲခွေတယ်ခွေးဝက်အကုန်အခွေခံကြရတယ်တို့ပါတော့လဲထူးဆန်းတာကရွာတွေထဲကိုတော့ဝင်ပြီးခွေတာမျိုးမရှိဘူးရွာအပြင်ဘက်ကလဲရလုပ်ငန်းခွင်တွေထဲမှာပဲလှည့်ပတ်သွားရင်လိုက်ခွေနေတယ်လို့ပါဒါကြောင့်ပြတောင်ရွာနဲ့ရွာနီးချောဆက်ကသူတွေဟာမမြင်ရတဲ့နွားရဲ့တောင်းညံမှုကြောင့်လဲရလုပ်ငန်းခွင်တွေထဲကိုမဝင်ရဲတော့လောက်အောင်ဖြစ်လာရတယ်လဲရတွေထဲမှာကတီးနှံအခင်းတွေဟာရင်းမဲ့ခုဆွချိန်ကလည်းရောက်နေအပြင်ဘက်ကိုလည်းမထွက်ရဲဆိုတော့ရွာသူရွာသားတွေအတော့ကိုဒုက္ခများနေကြရတယ်။နှကောင်နှမျက်အပေါင်းတို့ကျုပ်တို့တောင်းသူတွေကိုတနာသောအဖြစ်ဒီမမြင်ရတဲ့နွားကြီးကိုအမြန်ဆုံးနှိမ်နှင်းပေးကြပါတော့။ရွာသူရွာသားတို့ရဲ့ဆူတောင်းတန်တွေတီးနှံတွေကခူးချိန်တန်လို့မခူးရင်ပျက်စီးကုန်မှာမို့ရွာသူရွာသားတို့ခမရရတမအေးနိုင်ကြဘူးရဲ့ပေါ့။သူတော်တယောက်တုတ်တန်ဇရက်တစ်ခုစီမှာဝင်ရောက်ပြီးအိတ်နေခဲ့တယ်။ဒီတုတ်တန်ကိုမရောက်ခင်ကရွာထဲမှာအလှတစ်ခုနဲ့ဆုံတာမို့သူတော်ထမင်းတွေတနစ်တပိုးဝင်စားခဲ့တယ်။စားပြီးတော့ဘိုက်ကလေးပြီးရွာအပြင်ထွက်လို့တုတ်တန်ဇရက်စီမှာလာအိတ်နေတာရဲ့။ဟဲ့သူတော်အမလေးအိမ်မောကြမလို့ကြံကာရှိသေးနားထဲမှာကြားလိုက်ရတဲ့အတန်ကြောင့်သူတော်လမ်းဖြန့်ပြီးငုတ်တုတ်ထထိုင်မိလိုက်တယ်။ဟဲ့သူတော်အတန်ကထပ်ပြီးထွက်ပေါ်လာတယ်။သူတော်ကပြန်မထူးဘူးမသိချင်အောင်ဆောင်ပြီးပြန်ခွေအိတ်လိုက်တယ်။ဟဲ့သူတော်ထက်ခေါ်တော့လေသူတော်မထူးတင်မားစီကိုကြားရောက်လာတဲ့ရိုက်ပုတ်မှုကြောင့်ဒီတခါတော့သူတော်ပြန်ပြီးတော့ထထိုင်လိုက်ရပြီဘိုးတကြားကလည်းသူတော်အိတ်နေတာကိုဗျာဟဲ့သူတော်ပုံမှန်အချိန်ဆိုနင့်ကိုဘသူကမအိတ်နဲ့ပြောနေလို့လေအခုကအရေးတစ်ခုပေါ်လာလို့နင့်ကိုဆေလွတ်မလို့ဟိုးတော်ပါပြီသူတော်ဖိုးတကြားခိုင်းတာတွေကိုမလုပ်ချင်တော့ဘူးနင်ကနင်းအဖြစ်နင်ခံနေရတာလေဒါကိုဘာဖြစ်ရတာလဲဖိုးတကြားပဲပြောတယ်လေသူတော်လိန်မရင်နတ်သားလေးဖြစ်မှာဆိုပြီးတော့အခုထိလည်းနတ်သားမဖြစ်ရသေးဘူးဟဲ့နင်းကိုအမှုတစ်ထောင်ဖြေပြီးအပြစ်တွေကြေမှကောင်းကောင်းမွန်မွန်ပြန်နေရမယ်လို့အထက်ဝိဇ္ဇာတွေကအမိန့်ချတာလေငါပြောတာမှမဟုတ်တာမသိဘူးသူတော်မလုပ်ချင်တော့ဘူးသူတော်နင်တော့ငရဲနှင့်ကြိမ်နဲ့အရိုက်ခံရတော့မယ်ပြန်လဲအိပ်ဖို့ပြင်းနေတဲ့သူတော်တီကောင်ကိုစားထိလိုက်တယ်လို့ပဲတွန့်သွားပြီးချက်ချင်းပဲပြန်ထထိုင်လာတယ်မျက်နှာကလည်းခုနကလိုမဟုတ်တော့ဘူးဆက်ဖြည်းဖြည်းရွှင်ပြပြဖြစ်လို့ဘယ်လိုလဲအိတ်ချင်သေးလားသူတော်မအိတ်ချင်တော့ပါဘူးဖိုးတကြားစေရကိုလေးလိုနှင်းရေလိုရွှေ့ဖို့အသင့်ပါပဲဖိုးတကြားသူတော့ပုံစံကရှေ့တုန်းကမင်းအမိန်ကိုနာခံမဲ့စစ်သူကြီးတယောက်အလားပဲသေချာနားထောင်ကြတောင်ဆိုတဲ့ရွာနဲ့အနီးတစ်ဝိုက်မှာတိုက်ဆောင်နှတိုးတစ်ကောင်လွတ်ပြီးရန်လိုတောင်းညမ်းနေတယ်မြင်းမြရာကိုလိုက်ခွေနေတယ်နင်ကအဲ့ဒီနွားကိုဖမ်းပြီးသူလာတဲ့တိုက်စီကိုပြန်အပ်ပေးခဲ့လိုက်သူတော်ကတိုင်နွားကိုဖမ်းရမယ်ဟုတ်လားဘာဖြစ်လို့လဲသူကရန်လိုနေတာဆိုပြီးတော့မြင်းမြရာခွေတယ်ဆိုတော့သူတော်ကိုလည်းခွေမှာပေါ့တော်ကြသူခွေလို့သူတော်ကနသားလေးမဖြစ်ပဲသေသွားရရင်ဘယ်နဲ့လုံးမလဲမခွေအောင်နေဖတာနဲ့ကြည်ကြက်လို့ပေါ့ကြည်ကြက်လို့သူတော်ကစကားကိုရပ်ပြီးခေါင်းကိုငဲဆောင်ပြီးအပေါ်နည်းနည်းမောလို့မျက်လုံးကတောင်ကြည့်မြောက်ကြည့်နဲ့စဉ်းစားတဟန်ပြုတယ်ဟုတ်ပြီသူတော်အဲ့ဒီတိုင်နွားကိုဖမ်းပေးမယ်ဒါပေမဲ့ဘလို့နီးနဲ့ဖမ်းအပြစ်မတင်ရဘူးနော်ရတယ်မလားဖိုးတကြား
နင်းစိတ်တိုင်းကြစီးချင်းကြီးဖမ်းပြီးသူ့တိုက်ကိုသူပြန်အပ်ချိန်မှာမထီမခိုက်မကြိုးမပဲ့နေရင်ရပြီတကယ်တော့ပြီးမှသူတော့ကိုအပြစ်ထက်လုပ်တယ်ဆိုပြီးငရဲနှင်ကျိန်နဲ့ရိုက်မယ်မလုပ်နဲ့ဖိုးတကြားကဂတိပေးကဲဂတိပေးတယ်ကွာသူတော်ကျင်နဲ့သွားရတယ်တစ်ဖက်ကအတန်ကတိတ်ဆိတ်သွားခဲ့ပါပြီအဲ့ဒီနောက်တော့သူတော်ကဝါတစ်ချမ်းတက်ပြီးအပြင်ကျော်တစ်ချက်ဆန်းလိုက်တယ်နောက်တော့ဇရအောက်ကိုခုံဆင်းလိုက်ပြီးသူ့ရဲ့အုံးလက်ကြီးကိုကောက်ခွာလိုက်လို့ဖိုးတကြားကြီးဆေးလာပြီးတိုက်ဆောင်နွားကြီးဖမ်းရမည်သူတော်လေးကလှမ်းလာပြီးပြတောင်ရွာကိုပြေးတော်မည်အေးဖေးသားကြီးပြေးထားစမ်းကွာသူတော်ကသူ့ပါဇက်ထဲထင်းရမြင်ရကိုတချင်းရတယ်လို့ဆက်ဆိုပြီးအိတ်ဆုပ်ကြီးကိုလွယ်သူ့ရဲ့အုံးလက်ကြီးကိုမြင်းတစ်ကောင်လိုခွာလို့တုတ်တန်တဲကနေခုံပေါက်ပြေးထွက်သွားပါတော့တယ်ပြတောင်ရွာရဲ့မြောက်ဖက်ချမ်းကိုဝင်းတို့အိမ်စီမှာကိုဝင်းဟေးကိုဝင်းတယောက်အိမ်ရှိကအဖီလေးထဲမှာရေနွေးချမ်းကိုသာတဖူးဖူးမှောက်တောင်နေမိတော့သူ့နဘေးမလန့်မကန်းမှာဆန်ရွေးနေတဲ့သူ့မိမအေးခင်ကခေါ်လာတာကြောင့်ထူးလိုက်တယ်အေးခင်ကဆန်ပန်းကိုနဘေးချပြီးကိုဝင်းစီကိုကြည့်လာတယ်တော်ဒီအတိုင်းပဲနေတော့မှာလားဟေးငါကဒီအတိုင်းမနေလို့ဘယ်လိုနေရမလဲအေးခင်ရဲ့စကားကအစားမဲ့ပြီးအဆုံးမရှိတာမို့ကိုဝင်းကနားမလဲသလိုနဲ့အငေါ့ပြန်တူးလိုက်တယ်မဟုတ်ဘူးလေတော့ကျုပ်ပြောတာကတော်ဒီအတိုင်းပဲထိုင်နေတော့မှာလားကျုပ်တို့ခရမ်းကျင်ခင်ကအသီးတွေကမှဲ့နေပြီတော်ကြအမဲ့လွန်သွားရင်အကုန်ခတ်ကုန်လိမ့်မယ်အေးလေဟာငါလည်းအခုပဲအဲ့ဒါကိုတွေးနေတာဟိုနွားတစီကလည်းရွာအပြင်ထွက်တာနဲ့အကုန်လုံးလိုက်ခွေနေတာဆိုတော့ဘဲနဲ့လောက်ရမလဲမသိပါဘူးဟာပြီးတော့အခုနေမှခူးဆွဖို့လူလဲငှားရမယ်မထင်ဘူးတော်ပြောတာလည်းဟုတ်ပါတယ်ဒါပေမဲ့ကျုပ်တို့ကလည်းဒီနှစ်ခရမ်းကျင်အတိလိုက်လို့ထွက်ရင်သားလေးကိုစုပေါင်းရှင်ပြူတယ်ထဲ့မယ်လို့တိုင်ပင်ထားကြတာအခုလိုသာဆိုဒီနှစ်လည်းလွန်မယ်ထင်ပြန်တာပါပဲအေးခင်ကခက်ညင်ကြီးပြောလာတယ်အေးဟာငါလည်းတွေးတော့တွေးနေတာပါပဲဖေခင်စကားအရတော့တန်ဖုတ်တွေကားတော်ကြီးကြောင့်သူဘာမှမဖြစ်တာတဲ့ဒါဆိုတန်ဖုတ်တွေကားတော်ကြီးကိုကျုပ်တို့နှစ်ယောက်မပြတ်ရွတ်ပြီးသွားကြရင်ကောသားလေးကဟောသားကိုအမေတို့အိမ်စီပို့ခဲ့မယ်လေအေးခင်ကပြတောင်ရွာသူမို့မိဘတွေကရွာထဲမှာပဲကိုဝင်းတို့လင်မယားနှစ်ယောက်တိုင်ပင်ပြီးတာနဲ့ချက်ချင်းပဲလဲထဲသွားဖို့ပြင်ဆင်ကြတော့တယ်သားဖြစ်သူကိုအေးခင်ရဲ့မိဘတွေအိမ်စီအရင်ပို့တယ်ပြီးတော့လင်မယားနှစ်ယောက်နွားလဲကောက်လို့ချင်းတွေပလုံးတွေတင်ပြီးရွာအပြင်ကိုထွက်ခဲ့ကြတော့တယ်သူတို့လင်မယားရွာထဲကဖြတ်တော့ရွာထဲကလူတွေကတအံ့တော်လှမ်းကြည့်ကြတယ်တားတဲ့သူတွေလည်းရှိတယ်တို့ပါတော့လဲသူတို့မှလည်းသူတို့ရဲ့ဇော်ရှိနေတယ်လေတားမြစ်တဲ့အကြောက်ကထွက်လာခဲ့ကြတယ်ရွာအပြင်ကိုရောက်တော့အေးခင်ကတန်ဖုတ်တွေကားတော်ကိုအတန်ထွက်လို့အဆက်မပြတ်ရွတ်နေပြီးကိုဝင်းကတော့လဲကိုဂယုတဆိုင်မောင်းနေတယ်သွားရင်လာရင်လမ်းတစ်ပေးရောင်ပင်ကြီးအောင်နာမှာအိတ်ကြီးတစ်လုံးနဲ့ထိုင်းနေတဲ့အယူတယောက်ကိုမြင်မိကြတော့ကိုဝင်းကကိုနွားကလည်းအယူကြတော့သိတယ်ထင်တယ်မခတ်ဘူးနော်ကိုဝင်းအပြောကြောင့်အေးခင်ခစ်ခနဲ့ရဲမိတယ်ကျုပ်တန်ဖုတ်တွေရွတ်နေတယ်တော့စကားဆလာမဖြတ်နဲ့အေးခင်ကစကားဆကိုဖြတ်ပြီးတန်ဖုတ်တွေပြန်ရွတ်တယ်လမ်းတစ်လျှောက်မှာလဲစီကနွားနှစ်ကောင်ကတစ်ချက်လန့်တာကလွဲလို့အခြားတော့ထွေထူးမရှိခဲ့ဘူးလင်မယားနှစ်ယောက်သူတို့အခင်းထဲကိုချောမောရောက်ခဲ့ပါပြီခရမ်းကျင်ခင်းကြီးကတော့10ရက်လောက်အတွင်းမှာပဲတခင်းလုံးနီးပါးကိုရင်းမှဲ့နီးရဲနေတာပါကိုဝင်းရီကျုပ်တို့လာပြီလို့ပဲမဟုတ်ရင်အကောင်အမှဲ့လွန်ကုန်မှာလင်မယားနှစ်ယောက်ခရမ်းကျင်ခင်းထဲရောက်တော့အာယုံကပြောင်းသွားချပြီးခူးရင်ဆိုရင်တန်ဖုတ်တွေကားတော်ကြီးကိုရုပ်ဖို့နှစ်ယောက်စလုံးမေ့သွားကြတယ်အချိန်ကတဖြည်းဖြည်းနဲ့ညနေဆောင်းလာပြီးဖူးထားတဲ့ခရမ်းကျင်သီးတွေလည်းတောင်းနဲ့10လုံးနီးရနေပြီအေးခင်ရေငါတို့ပြန်ကြဆိုလားအေးခင်ကအခင်းထဲလိုက်ခုနေတော့ကိုဝင်းကလှဲပြန်ကောက်ပြီးခရမ်းကျင်သီးတောင်းတွေကိုလှဲပေါ်မတင်ရင်အေးခင်ကိုလှမ်းခေါ်လိုက်တယ်လာမယ်တော့ဒီနားလေးတစ်ဖြတ်ခူးလိုက်အောင်မယ်အေးခင်ကမိမသားပြလောပါရှိတယ်သူ့လက်တကန်းကအသီးတွေကိုရသလောက်ဆွတ်ကျင်သေးတာမို့ပြန်អော်လိုက်တယ်ကိုဝင်းလည်းအေးခင်ကိုဘာမှမပြောတော့ဘူးအနားကိုလှမ်းသွားပြီးအေးခင်ပြောတဲ့အနားကအသီးတွေကိုစွတ်ခူးကူလိုက်တယ်အဲ့ဒီအခါနွားတကောင်အော်မြည်တန်ပြီးတော့ဘုံငနယ်လှဲစီကနွားတကောင်ကိုဝင်ရောက်တိုးတိုက်လိုက်ပုံရပြီးရုံးရင်ဆန်ကန်နဲ့လှဲလဲတိမ့်မောက်သွားလေတယ်တင်ထားတဲ့ခရမ်းချင်းသီးတွေလည်းအကုန်လွင့်စင်ကုန်တာပေါ့အခြေအနေကရှုပ်ထွေးကုန်ပြီးနွားနှကောင်ကလှဲစီမှာတက်ရက်သားမှုတစ်ဖက်ကမမြင်ရတဲ့နွားရဲ့တိုးဝေးမှုတွေကိုခံနေရတယ်ကိုဝင်းတို့လင်မယားလည်းအပြည့်ပြတ်ကြောင်ဘာလို့ရမယ်မသိတော့ဘူးကိုဝင်းလှုပ်ပါအောင်ကျုပ်တို့နွားတွေတေးတော့မယ်ကိုဝင်းလည်းဘာလို့ရမယ်မသိဘူး
ဒါနဲ့တွေးမိတွေးရာအခင်းထဲကခဲတွေကိုကောက်ပြီးပြစ်တယ်သို့ပါတော့လဲလဲနဲ့နွားတွေကရုံးရင်းဆန်ခတ်ဖြစ်နေတုံးပဲအဲ့ဒီအချိန်ရုတ်တရက်အခြားတစ်ဖက်စီကခဲတစ်လုံးလွင့်စင်လာပြီးနောက်လဲအရှိကအတန်ကြဲကြဲတစ်ခုထွက်ပေါ်လာတယ်ပြီးတော့အတန်ကြဲကြဲညီးတံကလည်းရှေးဆင်နောက်ဆင်ပြီးတော့လဲအရှိမလန်းမကန်းစီကခွာရက်တန်တွေထွက်ပေါ်လာတယ်ကိုဝင်းတို့လင်မယားဘာဖြစ်လို့ဖြစ်မှန်းမသိကြောင်အန်းနေမိကြတော့ဩတဲလဲဒေါသကြီးတဲ့အကောင်ပါလားတဲနောက်ဘက်ကထွက်လာတဲ့စကားတန်ကိုဝင်းတို့လင်မယားကြီးမိတော့သူတို့နဲ့လမ်းမှာတွေးခဲ့တဲ့အယူကပြောပြီးခအေးပဲလှမ်းလာရင်လဲအရှိကိုရောက်လာတယ်အယူကြီးကအေးခင်ကအာမေဒိတ်ပြုတ်တယ်အယူကတော့အေးခင်စကားကိုအာယုံမထားဘူးလဲအရှိမလန်းမကန်းကမြေကွက်လက်ကိုကြည့်နေရင်လက်ညှိုးညွန့်မန်တန်ရွတ်ပြီးမြေကိုဖနှောက်၃ချက်ပေါက်လိုက်တယ်ကျေလောင်တဲ့အော်တန်နဲ့အတူမြေကွက်လက်စီမှာရွှေရောင်တောက်နေပြီးဂျိုးတပြင်းပြင်းဖြစ်နေတဲ့နွားကြီးတစ်ကောင်ထင်းကနေပေါ်လာခဲ့တယ်ကိုဝင်းတို့လင်မယားမှရွှေရောင်နွားကြီးကိုကြည့်ပြီးအံ့အားသင့်မိနေကြတယ်အဲ့ဒီအခိုက်မှာပဲရွှေရောင်နွားကြီးကရုတ်တရက်အယူစီကိုအတင်ပြေးခွေလာပြီးဒင်းလေးကငါသူတော့နှစ်သားလေးနဲ့ကစားခြင်းတပေါ့ရမယ်လေအယူကပြောပြောဆဆပဲသူ့အိတ်ကြီးတဲကတစုံတစ်ခုကိုဆွဲထုတ်လိုက်ပြီးအရှိကိုပြစ်ပေါက်လိုက်တယ်အတန်တွေထွက်ပေါ်လာပြီးရုတ်တရက်အယူနဲ့ရွှေရောင်နွားကြီးအကြားမှာအနီရောင်တောက်တောက်နွားကြီးတစ်ကောင်ထွက်ပေါ်လာတယ်တစ်ဖက်ကရွှေရောင်နွားကြီးကနဏီကြီးကိုမြင်တော့သူ့ပြိုင်ဘက်တွေ့တယ်လို့မဆိုင်မတော့ပါပဲအတင်ပြေးခွေတော့လေတယ်နဏီကြီးကလည်းရွှေရောင်နွားကြီးအရောက်ကိုမဆောင်ဘူးတိုက်စစ်ဖွင့်တဲ့အနေနဲ့ချက်ချင်းပဲပြေးဝင်လို့ရင်ဆိုင်ခွေတယ်နွားနှစ်ကောင်တူတင်ကိုတင်ခွေနေကြပါပြီနှစ်ကောင်စလုံးကခွန်အားချင်းတူအလုံးတူတောက်တူဖြစ်နေတာကြောင့်နွားတိုက်ပွဲကအတော်ကြည့်ကောင်းတယ်ကိုဝင်းတို့လင်မယားကသူတို့တက်တက်နဲ့တကိုမြင်ဖို့ခဲ့တဲ့နွားတိုက်ပွဲကြီးကိုတန်းအတော်ငေးကြည့်နေကြလို့အယူကတော့နေရာမှာတင်ခြေပြစ်လက်ပြထိုင်ချပြီးနွားတိုက်ပွဲကိုလက်ခုပ်လက်ဝါတီးလို့အားပေးနေပါတယ်ကိုဝင်းဟေးသူကလူကောဟုတ်ရဲ့လားအေးငါတော့မထင်ဘူးဟာဒါဆိုသူပြောသလိုနတ်သားများလားဟင်ကိုဝင်းတို့လင်မယားနှစ်ယောက်ကပြောနေချတယ်သူကိုသူနတ်သားလေးတူတော်လို့သမုတ်တဲ့အယူကတော့မြေပြင်မှာကြကြနာနာထိုင်ပြီးနွားတိုက်ပွဲကိုကြည့်နေတော့ပါတိုက်လေဖေ့သားကြီးနဏီကြီးရဲ့အဲ့ဒီကောင်ကိုတိုက်ဆန်းဟိုဘက်ကရွှေနွားကြီးကလည်းဖေ့သားကြီးကိုပြန်တိုက်လေအေးဟုတ်ပြီအေးအယူကနွားတိုက်ပွဲကနွားနှစ်ကောင်စလုံးကိုအားပေးနေတယ်သူ့ပုံကနွားတိုက်ပွဲမှာသူ့နွားသူနိုင်စေချင်တာထက်ခလေးတယောက်နွားနှစ်ကောင်နဲ့ဆော့ကစားနေတာနဲ့ပိုတူနေတယ်အချိန်နဲ့ကြာလာတော့အယူရဲ့နဏီကြီးဘက်ကအရေးသားလာတယ်လို့ရှိလာပြီးရွှေရောင်နွားကြီးကအနောက်ကိုဆုတ်လာတယ်အချိန်ကလည်းမောင်ကြီးစပြိုးနေပြီဒီလောက်ဆိုတော်လောက်ပါပြီရန်လုံနေတဲ့ကောင်ကြီးလဲမှန်ကြရောပေါ့အယူကပြောပြောဆဆထိုင်ရာကထတယ်ပြီးတော့သူ့အိတ်ထဲကစာရွက်ကလေးတစ်ရွက်ကိုထုတ်လို့နွားနှကောင်ရင်ဆိုင်နေရာကိုသွားပြီးရွှေရောင်နွားကြီးရဲ့လဲပြင်းစီမှာကတ်လိုက်တယ်ရွှေရောင်နွားကြီးစီကအော်တန်နကြီးထွက်ပေါ်လာခဲ့တယ်အဲ့ဒီအတန်အဆုံးမှာတော့ရွှေရောင်နွားကြီးဟာမတ်မတ်ရရင်ငိမ့်သက်သွားပါပြီဖေးသားကြီးမင်းသိပ်တော်တယ်အယူကနဏီကြီးကိုပြောပြီးဦးကောင်းကိုလက်နဲ့ပုတ်လိုက်တယ်အယူရဲ့လက်နဲ့ထိပြီးခဏတာအချိန်နဏီကြီးဟာတဖြည်းဖြည်းအမှုံအမှားတွေအဖြစ်ပျောက်ကွယ်သွားခဲ့ပါပြီအဲ့ဒီနောက်တော့အယူကရွှေရောင်နွားကြီးရဲ့ခေါင်းကိုတစ်ချက်နှစ်ချက်သွားပုတ်လိုက်ခါကဲနင်းအိမ်ကိုငါသူတော့နတ်သားလေးပြန်ပို့ပေးမယ်သွားကြစို့အယူရဲ့စကားအဆုံးမှာတော့ရွှေရောင်နွားကြီးဟာလည်းနဏီကြီးနီးတူအမှုံအမှားတွေအဖြစ်နဲ့တဖြည်းဖြည်းပျောက်ကွယ်သွားလေတယ်နောက်တော့အယူကနေရာကနေလှမ်းထွက်ဖို့ဟန်ပြင်လိုက်တယ်နေရောအယူကလှမ်းနေရင်သူ့ဖသာသူပြောပြီးခြေလမ်းတွေရက်တန့်သွားတယ်ပြီးတော့အဖြစ်အပျက်အလုံးစုံကိုအခုအချိန်ရဲ့အထိကြောင်အန်းပြီးကြည့်နေတဲ့ကိုဝင်းတို့လင်မယားစီလှမ်းသွားပြီးအရှိမရက်လိုက်ခါအကုန်လုံးပြီးသွားပြီနေတို့ကိုဒုက္ခပေးနေတဲ့နွားကြီးကိုငါသူတော့နတ်သားလေးဖမ်းသွားပြီလို့အားလုံးကိုပြောလိုက်အောင်အခုအချိန်ကစပြီးအကောင်လုံးအလောက်ခွင်ကိုပြန်ဝင်လို့ရပြီလို့ပါပြောလိုက်နော်ဟုတ်ကဲ့သူတော့နတ်သားလေးကိုဝင်းတို့လင်မယားနှစ်ယောက်မှာထူးဆန်းတဲ့အယူကိုသူတို့အရှိမစကားလာပြောတာမို့အလွန်အမင်းအားသင့်နေပြီပြီးပြသလဲနဲ့လင်မယားနှစ်ယောက်စလုံးကပြောလိုက်တယ်အယူကတော့သူ့ကိုနတ်သားလေးလို့ခေါ်လိုက်တာမို့အလွန်ပျော်သွားတဲ့ဟန်ရှိပြီးမျက်နှာကြီးကိုဆက်ဖြီးတော့နေတို့ကငါ့ကိုနတ်သားလေးလို့ခေါ်တယ်ပျော်လိုက်တာငါသူတော်လေးပျော်လိုက်တာနေအောင်နေတို့ကလိမ့်ပါတယ်ရီမန်းချက်ကောင်းလဲရှိထားတယ်ဒီတော့ငါသူတော်နတ်သားလေးကနေတို့ကိုစုချရမယ်ကဲနှစ်ယောက်စလုံးမျက်လုံးတွေမှိတ်ထားကြပြီးရင်ဟိုဘက်လက်
ပြန်လှည့်မကြည့်ကြနဲ့နော်အယူကပြောတော့ကိုဝင်းတို့လင်မယားလဲမျက်လုံးတွေကိုမှိတ်လိုက်ပြီးတစ်ဖက်ကိုလှည့်လိုက်ကြတယ်အယူကကိုဝင်းတို့လင်မယားကိုကြောခိုင်းလိုက်ပြီးတိမ်မောက်နေတဲ့လှဲကြီးစီကိုသွားလို့သူ့လက်နဲ့ထိကင်လိုက်ပြီးမရှိတာကိုမသိနဲ့မမြင်တာကိုမကြားနဲ့အမှန်ဟူသည်အမှားမဖြစ်အမှားတို့သာအမှန်ဖြစ်ပြီးအပြတ်ဟူသည်များအကောင်းပကတိဖြစ်ပါစေအယူကတပေါင်းလိုအမိန်စေတယ်လို့သစ္စာပြုတယ်လို့နဲ့စကားတရက်ကိုပြောလိုက်တယ်အယူစကားဆုံးတာနဲ့တိမ်မောက်နေတဲ့လှဲကြီးဟာတဲမှတ်သွားခဲ့ပြီးတွင်းစင်ကျနေတဲ့ခရမ်းကျင်သည်ဟာလည်းငကိုအတိုင်းလှဲပေါ်ကတောင်းတွေထဲမှာအစီအီကဲရပြီမျက်စိဖွင့်ပြီးလှည့်ကြည့်တော့ဟေ့အယူရဲ့အတန်ကိုကြားချိန်ကိုဝင်းတို့လင်မယားမျက်စိဖွင့်ကြည့်လိုက်တယ်ဟာခုနကတိမ်မောက်နေတဲ့လှဲကြီးကအခုဘာမှမဖြစ်ခဲ့သလိုအကောင်းပကတိဖြစ်နေတယ်ခရမ်းကျင်သည်တွေလည်းအကောင်းအတိုင်းပဲကိုဝင်းတို့လင်မယားတယောက်မျက်နှာတယောက်ကြည့်ပြီးအလွန်ပဲဝမ်းသာသွားကြတယ်သူတို့ဆုံးရှုံးပြီးထင်ခဲ့တဲ့အရာတွေကအခုတော့ဘာမှမဟုတ်တော့သလိုပဲလင်မယားနှစ်ယောက်အယူကိုကျေးဇူးတင်စိမ့်နဲ့သူတို့ရဲ့ဝင်းကျင်မှာလှည့်ပတ်ကြည့်မိလိုက်တော့အယူကသူတို့အနာမှာမရှိတော့ဘူးငါသူတော်လေးကိုကျေးဇူးတင်မနေနဲ့ဟေ့နင်တို့ရဲ့ရီမန်းရာကိုပဲဖြစ်အောင်လုပ်ကြချေခလလန့်အမောင်လူတဲစီကထွက်ပေါ်လာတဲ့အတန်နောက်တော့မြင်းတကောင်ကစုံပေါက်ပြေးတယ်လို့အော်တန်မျိုးထွက်ပေါ်လာပြီးတော့ကိုဝင်းတို့လင်မယားရှိနေရနဲ့တဖြည်းဖြည်းလှမ်းသွားပြီးဝေးကွာလို့တိုးညင်သွားခဲ့ပါတော့တယ်ပြတောင်ရွာစီကချင်းချင်းတဲ့ကျင်းပနေတဲ့စူပေါင်းအလှကြီးရှင်လောင်းထဲဖို့အတွက်အလားပအစင်တန်းစားတွေဆင်ထားတဲ့မြင်းအစီ30အပေါ်မှာရှင်လောင်းအပ30ရှိနေတယ်ကိုဝင်းတို့လင်မယား2ယောက်ဟာလည်းဝေကောင်းစားလာတွေနဲ့စီတန်းထားတဲ့ရှင်လောင်းတွေရဲ့15ပါးမြောက်စီကသူတို့ရဲ့သားရှင်လောင်းတစ်ဘေးမှာရှိနေလေရဲ့သားဖြစ်သူရှင်လောင်းရဲ့မျက်နှာလေးဟာသူတို့လင်မယားအတွက်တော့ထွန်းသစ္စာနေမင်းကြီးပမာချိုးကြည့်မဝလောက်အောင်ဖြစ်နေရတယ်ကိုဝင်းတကယ်လို့သာနတ်သားလေးသူတော်မရောက်လာခဲ့ရင်ကိုနွားကြီးကြောင့်ဒိုးတွေအလုတ်ပြတ်ပြီးသားကိုအခုလိုရှင်ပြုတ်ပေးနိုင်မယ်မထင်ဘူးနော်ဟုတ်တယ်အဲ့ဒီတုန်းကသူတော်နတ်သားလေးသာရောက်မလာခဲ့ရင်ငါတို့လည်းပစ္စည်းတွေဆုံးပြီးလူတွေလည်းဘာဖြစ်မှန်းမသိတော့ဘူးကျုပ်တော်လေသူတော်နတ်သားလေးကိုတိတ်ကျေးဇူးတင်တာပဲတော့ဟုတ်တယ်သူတော်နတ်သားလေးကိုငါတို့အတွက်တင်မဟုတ်ဘူးငါတို့တနယ်လုံးအတွက်ကျေးဇူးတင်ရမှာမဟုတ်ရင်အားလုံးအလုတ်ပြတ်အကင်ပြတ်နဲ့အခုလိုစူပေါင်းအလှကြီးတောင်ကျင်းပနိုင်မယ်မထင်ဘူးဟာဟုတ်တယ်နော်ကိုဝင်းတို့လင်မယားပြောနေကြတဲ့စကားတွေပါဒီစကားတွေကိုအဝေးစီရောက်နေလောက်ပြီးဖြစ်တဲ့သူတော်နှစ်သားလေးကတော့ကြားမကြားသူတို့မသိပါဘူးဒါပေမဲ့သူတို့စကားတွေအဆုံးမှာတော့ရှင်လောင်းတွေဟာလှဲ့လေဖို့အတွက်အလူမန်းတက်ကနေစတင်ထွက်ခွာနေပြီပဲဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာနောင်ရိုးစစ်တက်ရေးသားထားတဲ့အယူသူတော်နဲ့တိုက်ဆောင်နွားဆိုတဲ့စိတ်ဝင်စားဖွယ်ရာဇလံကောင်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလံလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ကြော်ထက်ပဲဖြစ်ပါတယ်ခင်ဗျာ